အပိုင်း684ကိုဒုက္ခကိုရှာခြင်းသူတို့9ယောက်ကရှိုးအတွင်းထဲသို့ဂယူးတဆိုင်ဆင်းသက်လာကြတယ်ဝမ်လေးကအုပ်စုညာဘက်ချမ်းတွင်ရှိနေတယ်သူကအောက်သို့ဆင်းသက်နေရင်ရှိုးရဲ့နေရများကိုစူးစမ်းကြည့်နေတယ်ထိုနေရများကအလွန်ချောမွေ့လို့နေတယ်ထက်ရှာတော့လက်နဲ့တစ်ခုခုဖြင့်ဖြတ်တောက်ခြင်းခံထားရတဲ့ကဲ့သို့ရှိနေခြင်းပဲဝမ်လေးကသူ့ညာလက်ဖြင့်နေရန်ကိုထိထိလိုက်တဲ့အခါသူကသူ့လက်ချောင်းများမှတစ်စစ်တိတ်တီးသောအေးဆက်မှုတစ်ခုကိုတိုးဝင်လာသည်ကိုချက်ချင်းပဲခံစားလိုက်ရတယ်သူတို့9ယောက်ကဆက်လက်ဆင်းသက်လာရင်းနဲ့ပတ်ဝန်းကျင်ကလည်းတဖြည်းဖြည်းနက်မောင်လာခဲ့တယ်တို့ရမှာထိုအမောင်တို့ကကြင့်ကြံသူများတော့ပြဿနာမဟုတ်ဘူးသူတို့ကကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအားများကိုမျက်လုံးအတွင်းသို့သို့သိပ်စေလိုက်ခြင်းနဲ့အရာရာကိုမြင်နိုင်စွမ်းရှိပြီတယ်သူတို့ပို၍ဆင်းသက်လာလေပိုပြီးတော့များပြားတဲ့အကိုင်းအခက်အကြောင်းများပေါ်လာတယ်ထိုအကြောင်းများကတစ်ပင်တစ်ပင်ပေါ်ကအကိုင်းအခက်များကဲ့သို့လမ်းကြောင်းများကွဲထွက်လို့နေတယ်အကိုင်းအခက်တစ်ခုချင်းစီအနက်ရောက်ငိုင်ကိုတစ်ခုနဲ့ဆင်တူနေတယ်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွန့်ရင်များတိတ်တီးထားတော့ထိုးသူတို့မျက်လုံးများပင်အချို့လိုက်မှုများကမြင်ရရင်မှောင်မဲလွန်းနေတယ်အကိုင်းအခက်လမ်းကြောင်းများကတဖြည်းဖြည်းအရေးအတွက်ပိုများလာတယ်ဒူချန်ကလေထဲနဲ့ရုပ်ရည်ရက်နေလိုက်တယ်မူးယုံကျိုးရဲ့အသွင်ဟန်မန်ကတော့အေးဆက်လို့သာနေစေသူကဒူချန်ရက်တက်လိုက်တီကိုတွေးလိုက်တဲ့အခါအနှဲငယ်မျက်မှောင်ကျုပ်သွားတယ်သို့တော့မိဒီစကားမှမစိုးကြောင်ရီရှန်နဲ့ရှူမီတို့ကလည်းရက်တက်ကသူတို့ပတ်ဝန်းကျင်ကိုကြည့်လိုက်ကြတယ်အားလုံးပဲငါကဒီအကွဲเจ้าနေထဲမှာယတနာတချို့ရှိမယ်လို့ယုံကြည်တယ်ငါတို့ပို့ပြီးနည်းနည်းဆင်းသွားလေအကွဲเจ้าတွေကလည်းပို့ပြီးတော့တွေ့လာမှာပဲငါတို့ဒီနေရာကိုလာရတဲ့ရည်ရွယ်ချက်ကယတနာရရှိပြီပဲဒါကြောင့်အခုချိန်ကစပြီးဒါကငါတို့ရဲ့စွမ်းရည်ပေါ်မှာပဲမူတည်တော့တယ်ထို့သူပြောပြီးတော့ဒူချန်ကအကွဲเจ้าများထဲမှာတခုကိုပြန်တန်းဝင်ရောက်သွားတယ်မူယုံကျိုးကအနှဲငယ်ချီုံချတော့ဖြစ်သွားတယ်အဲ့ဒီနောက်သူလည်းအကွဲเจ้าနောက်တစ်ခုထံသို့ပြန်တန်းသွားတော့တယ်ကျောင်းကြီးရှန်ကပေါ်ပါစွာတခိခိရဲလိုက်တယ်စီနီယာကိုကဘာကြောင့်များရှာဖွေမကြည့်ရတာလဲကြည့်ရတာအကူကမမြုံမှန်းနိုင်တော့တဲ့အကျိုးရလက်အချို့များရှိနေတာလားဝမ်လေးကခေါင်းရိပ်ပြလိုက်တယ်သူ့မျက်လုံးကတော့တင်းငိမ်နေသေးပဲသူကသူ့ဘက်ဝင်းကျင်ကိုမကြည့်ပဲအောက်သို့ဆက်ပြီးတော့ဆင်းသွားတယ်ဝမ်လေးနောက်ကျောကိုကြည့်ကကြောက်ရွံ့ရှိမျက်လုံးကလက်ခနဲဖြစ်သွားတယ်သူမလှည့်ရည်ဘေးတစ်ဖက်မှာရှိတဲ့အကွဲကြောင်တစ်ခုကိုတူးပေါ်ကြည့်ရင်ပြန်တန်းသွားတယ်အားနဲ့ရတဲ့ရှူဖေးကတော့သူမနောက်ကနေနီးကပ်စွာလိုက်ပါသွားလေတယ်ဝမ်လေးကအောက်သို့ဆက်လက်ပြန်သက်လာရဲ့အမျိုးသမီးနှစ်ယောက်ထွက်သွားသောနေရာသို့လှည့်ကြည့်ကတွေးမိလိုက်တယ်ငါကသူတို့နှစ်ယောက်နဲ့ပတ်သက်ပြီးတခုခုထူးဆန်းနေရလို့ဘာကြောင့်ခံစားမိနေတာလဲထို့သောတွေးရင်းနဲ့ဝမ်လေးကသူ့အကြည့်ကိုပြန်ရုပ်သိမ်းကအောက်သို့ကြည့်လိုက်တယ်ဒီရှူကမဆုံးနိုင်လောက်အောင်နှက်ဆိုင်လာသည်ကိုထင်မဲ့ရတယ်ဝမ်လေးရဲ့၎င်းအနက်ကိုတေချာမသိဘူးသူတို့ကအချိန်အတန်ကြာဆင်းသက်လာပြီးခုမှရက်နေလိုက်ခြင်းဖြစ်တယ်သို့တော့သူတို့ကအခုထိအောက်ခြေသို့မရောက်ရှိသေးဘူးပီလို့ရဲ့တလင်းကြောက်တော်မှာဒီကြောက်ရဲ့အောက်ခြေကိုမြင်နိုင်စွမ်းမရှိဘူးငါသိတဲ့တခုတည်းသောအရာကဒီနေရာကဝင်ပေါက်9ခုကိုချိတ်ဆက်ထားတဲ့လမ်းကြောင်းတစ်ခုဖြစ်ပြီးထွက်ပေါက်ကတော့တခုတည်းရှိတယ်ဆိုတာပဲဝါလေးမျက်လုံးကလက်ကလေးဖြစ်သွားတယ်သူကအောက်သို့ဆက်မစင်းတော့ပဲအပေါ်သို့ပြန်ဆန်တက်လိုက်တယ်ထိုအခါသူကအပေါ်ဘက်မှာလေးလံတဲ့ပီယာတစ်ခုကိုချက်ချင်းထောင်လဲမိလိုက်တယ်ဒီတော့ဒါဒီလိုပေါ့ဒါကြောင့်ဝင်ပေါက်ကထွက်ပေါက်ပြီးအသုံးပြုလို့မရတာပဲငါကဝင်ပေါက်အတိုင်းအပေါ်ကိုပြန်ထက်သွားမယ်ဆိုရင်အပေါ်ကပီယာပူပြီးအားကောင်းလာနိုင်မယ်ဤကဲ့သို့တွေးပြီးတော့ဝမ်လေးကလေထဲနဲ့ရက်တက်ကသူ့ပက်လေသို့တေချာကြည့်ရှုလိုက်တယ်နေရပေါ်ကအကွဲချောင်းများကရှိတယ်သူကအဲ့ဒီအကွဲချောင်းများကိုမြန်ဆန်ဆန်းစစ်ကြည့်ပြီးတော့သူ့အကြည့်ကိုပြန်ပြီးတော့ယုံသိမ်းလိုက်တယ်မရင်မတွက်နိုင်တဲ့နှစ်တွေမှာဒီလိုက်အသူတွေကကြောက်လို့လူအများကြီးရောက်လာခဲ့မှာပဲအရင်ကဒီအကွဲချောင်းတွေထဲမှာယတနာတွေရှိခဲ့တယ်ဆိုရင်တော့အခုချိန်မှာဘာမှမရှိတော့မှာငါစိုးရိမ်နေနောက်တဲ့အောက်ဘက်ပေ1000ကတနေ့ကြောက်ထဲမှာငါရှာဝေတိရှိခဲ့တဲ့ဖြတ်တန်းကိုခက်ခဲတဲ့နေရာတွေကတခုပဲဝမ်လင်းကလေထဲမှာရက်တက်နေရင်နဲ့သူ့အသွင်ကတင်ငိမ်လို့နေတယ်တိတ်မကြခင်မှာမူးယုံကျိုးကအပေါ်ကနေဆင်းသက်လာတယ်သူကဝမ်လင်းကိုခေါင်းချင်းပြကဘေးတွင်လာရက်တယ်ခဏတာတိတ်ဆိတ်သွားပြီးတော့သူကရုတ်တရက်ထမိလိုက်တယ်ရောင်းရင်ဝမ်တင်းကဒီနေရာနဲ့ရင်းနှီးနေတာဝမ်လင်းကမူးယုံကျိုးကိုကြည့်ကပြောလိုက်တယ်ဒီအောက်ဘက်ပေ1000ရဲ့အငုံအစွန်းတစ်ခုပေါ်မှာရှေးအောင်တစ်ပင်တွင်ပေါက်နေတယ်ဒီတစ်ပင်ကတော်တော်လေးထူးဆန်းလာတယ်ဒါကြောင့်ရောင်းရင်မူးယုံတေချာဂီယူစိုက်တယ်မူးယုံကျိုးကမှင်သက်မိသွားတယ်သူကခေါင်းချင်းပြလိုက်ခါစကားတော့မဆိုးဘူးနောက်တဲ့အချိန်အချို့ကုံဆုံးသွားပြီးတဲ့နောက်ကြောက်ရွံ့ရှင်နဲ့ရှူမီတို့ကဒူချန်ကိုကြော်ကသူတို့နဲ့နီးကပ်လာကြတယ်သူတို့9ယောက်လုံးကပြန်လဲစူးစီးမိသွားကြတယ်သူတို့9ယောက်လုံးကမြည်သည့်အကျိုးမြတ်မှမရရှိသေးဒီမှာတိတာတယ်သူတို့ကဆက်လက်ပြီးတော့ဆင်းသက်လာကြတယ်ဝမ်လေးကအချိန်နှင်းငယ်ရှော့ချလိုက်ကလူအုပ်စုရဲ့နောက်မှာခြံနေခဲ့လိုက်တယ်အနေနဲ့စဉ်းစားပြီးတော့မူးယုံကျိုးကလည်းသူ့လိုပင်ပြုတ်မှုလိုက်တယ်ခုချိန်နဲ့ဒူချန်ကရှေ့ဆုံးတိုင်ရောက်နေတယ်သူတို့9ယောက်အတွက်ပီထထောင်အကွာကခဏသာကြာမြင့်ပြီပဲဝမ်လေးရဲ့မျက်လုံးကသူ့ညာလက်ချမ်းတို့မလွတ်တမ်းကြည့်နေရင်တောက်ကနေတယ်တလင်းကြောက်မှတစင်းသူကဒီနေရာရင်ရှေးဟောင်းအပင်တပင်ပေါက်နေသည်ကိုရှာတွေ့ခဲ့ပြီးဖြစ်တယ်ထိုတစ်ပင်ကအလွန်တာမန်ဆန်ကကြီးမားလာခြင်းလည်းမရှိဘူး
တို့ရမှာဝန်လေးက၎င်းတစ်ပင်ကိုတလင်းကြောက်မှတစ်စစ်ပထမဆုံးမြင်လိုက်ရချိန်တိုင်းသူကသေးရှည်တစ်ခုလိုခံစားမိလိုက်တယ်အခုချိန်မှာသူကထိုတစ်ပင်နေရာနဲ့ပိုးရနီးကပ်လာတဲ့အခါမှာသူ့မျက်လုံးကရုပ်ရည်ကျင်းမြောက်လို့သွားတယ်သူညာဘက်ချမ်းမှာရှိရဲ့အငူစွန်းတစ်ခုပေါ်၌လူတရက်စာလောက်ရှိရဲ့6တွေ့နေသောတစ်ပင်ကိုတွေ့မြင်လိုက်ရတယ်ထိုတစ်ပင်ကျူတဲ့သောအမြင့်များကနေရာအနှံ့သို့ပြက်လက်လို့နေတယ်အမြင့်တစ်ဝက်ကလေထဲမှာတွဲလဲဖြစ်နေကကြက်အမြင့်တွေကတော့အငူအစွန်းနဲ့သို့ထိုးဆိုင်မြင့်မြုံလို့နေတယ်ဒီတစ်ပင်ရဲ့အနေထားကကတိကသက်ဖြစ်နေကနိုင်ရပေါ်၌အဟတစ်ခုမှရှိနေတယ်အမြင့်များအောက်သို့ခိုတွဲကြနေခြင်းထိုအဟကိုကက်လက်ဖြစ်ကတစ်ခုလိုဖုံးထားပေးတဲ့ပုံစံဖြစ်နေတယ်ဒီအပင်ကဒီနေရာမှာတပင်နဲ့ရှိနေတဲ့ရှေးဟောင်းတစ်ပင်မဟုတ်ဘူးအဲ့ဒီအောက်မှာဝမ်လင်းကခုလိုအပင်မျိုး9ပင်10ပင်လောက်ကိုမြင်တွေ့ခဲ့မှုတယ်တိုးတော့ဒီတစ်ပင်ကသူ့တေးရှင်လို့ခံစားမိစေခြင်းဖြစ်တယ်ထိုအပင်ရဲ့အဟကြားတဲ့နိုင်ရတနာတစ်ခုရှိနေသည်လားခရမ်းရောင်တလင်းကြောင်တစ်ခုလိုမျိုးအရေးအမွတ်တောက်ပနေတယ်ထိုလေးကရိုးစင်းဟန်ရတော့လဲထက်ရှာသောအော်ရာတစ်ခုပေးဆွဲလို့နေတယ်တစ်ချက်ကြည့်ုံဖြစ်မယ်၎င်းကတာမဲ့အရာဝတ္ထုတစ်ခုမဟုတ်ကြောင်းသိတာနေစေတယ်နဖျားအယုံကိုအသုံးပြုစရာမလိုပဲမျက်လုံးဖြစ်မယ်ဒီခဲအောင်အလင်းကိုကြည့်လေအငုံဆွဲတဲ့ဆိုဓာတ်တက်လက်ထိုးဆိုင်နေသည်ကိုတွေ့ရပြီမယ်ဒူဂျန်ကဒီခဲအောင်တလင်းကြောက်ကိုတွေ့မြင်လိုက်သည်နဲ့သူ့မျက်လုံးကလက်ခနဲဖြစ်သွားတယ်သူကချက်ချင်းလေထဲ၌ရက်တက်လိုက်တယ်သူကထိုဓာတ်ကိုတေချာကြည့်ကအာမေရိဖြစ်ဟန်ဖြစ်ပြောလိုက်ကောင်းကင်ဘုံကန်ကြမှာလားသူကထိုးပြောလိုက်ပြီးသည့်နောက်မျိုးသမီးနှစ်ယောက်ဖြစ်သူကြောက်ရည်နဲ့ရှူဖေးတို့ကမှင်သက်သွားကြတယ်ထိုအဟတန်တို့ကြည့်လိုက်ကြတယ်ဝမ်လေးကဒီအရာအားလုံးကိုတေချာစောင့်ကြည့်နေတယ်သူကအားနဲ့ဟန်ရတဲ့ရှူဖေးဆိုသည့်အမျိုးသမီးကထိုဟာကြားသို့ကြည့်မနေပဲရှေးအောင်တစ်ပင်ထန်တို့သာကြည့်နေသည်ကိုချက်ချင်းသတိပြုမိလိုက်တယ်သူ့မျက်လုံးထဲမှာသတိမပြုမိနိုင်တော့အောင်အေးဆက်မှုတစ်ခုရိတ်ခနဲပေါ်သွားတယ်ဒူချန်ကအသက်ဝဝရှူသွင်းကထိုအဟကြားထဲမှာရှိတဲ့ဓာတ်ကိုကြည့်ပြီးတော့အလေးနဲ့လေးတမ်းပြောလိုက်တယ်ငါကဒီဓာတ်ကိုတည်တယ်ဒါကငါဆရာရှင်းပြဟောသူပိုင်ဆိုင်ခဲ့တာပဲဆရာကဒီလိုဓာတ်မျိုး9လက်တိတိလုပ်ပြီးတော့အစစ်မှန်တပည့်9ယောက်လုံးကိုရတနာဖြစ်ပေးအပ်ခဲ့တယ်ဒါပေမဲ့မရေမတက်နိုင်တဲ့နှစ်တွေကြာပြီးတဲ့နောက်မှာဓာတ်3လက်ကသူတို့ရဲ့ပိုင်ရှင်တွေနဲ့အတူပျောက်ကွယ်သွားခဲ့ကြတယ်အဲ့ဒီနောက်မှာသူကဝမ်လင်းထန်သူကြည့်လိုက်တယ်သူ့မျက်နှာပေါ်၌တုံဆိုင်မှုအချို့ဖြစ်သွားပြီးတဲ့နောက်သူကပြောလာတယ်ဂျူနီယာညီလေးဝမ်မင်းဆွန်ရကိုကြားဦးတယ်မလားဝမ်လင်းသူကပုံမှန်တိုင်းပဲရှိနေကသူကခေါင်းငိတ်ပြလိုက်တယ်ဒူဂျန်ကတမင်းချရီဆိုလာတယ်ဆွန်ရကသူ့ဂုံရှိထွန်းတောက်တဲ့အချိန်တုန်းကငါကတာမန်တပည့်တယောက်ပဲရှိသေးတာဆရာကငါ့ကိုအနီအောင်အုပ်စုခွဲရဲ့တပည့်အဖြစ်လက်မခံခဲ့သေးဘူးဒါပေမဲ့လေငါကဒီဓာတ်ကိုကောင်းကောင်းမှတ်မိနေတယ်ဒီဓာတ်ကဆွန်ရခရဲရောင်အုပ်စုခွဲရဲ့အစစ်မှန်တပည့်ဖြစ်လာခဲ့တဲ့အချိန်မှာဆရာသူ့ပေးခဲ့တဲ့ခရဲရောင်အုပ်စုခွဲရဲ့ဓာတ်ဖြစ်တယ်ဝမ်လေးအကြီးကအဟာကြားထဲမှာဓာတ်ထန်သူကြောက်ရောက်သွားတယ်သူကစကားတော့မဆိုးဒူချန်ရဲ့မျက်လုံးထဲ၌အေးဆက်မှုတစ်ခုရိတ်ခနဲဖြတ်တန်းသွားတယ်အဲ့ဒီနောက်မှာသူကမူးယုံကျိုးနဲ့အမျိုးသမီးနှစ်ယောက်ထန်သူကြည့်ကလက်နှစ်ဖက်ရှက်ပြောလိုက်တယ်အကိုမူးယုံဂျူနီယာညီမလေးကြောက်ရှူလို့ဒီဓာတ်ကငါတို့ကောင်းကင်ကံကြမ္မာကလန်ကပိုင်ဆိုင်တာပါဒါကငါတို့ကလန်ရဲ့ခဲရအုပ်စုရဲ့ဓာတ်ဖြစ်တယ်ဒါကြောင့်တင်တော့ကငါမျက်နှာကိုထောက်ထားပြီးဒီဓာတ်ကိုဂျူနီယာညီလေးဝမ်ကိုပေးနိုင်မလားသူကငါတို့ကောင်းကင်ကံကြမ္မာကလန်ခဲရအုပ်စုဘဲတပည့်တယောက်ဖြစ်တဲ့အတွက်ဒီဓာတ်သာရရင်သူ့အစ်စ်တန်းခဲရအုပ်စုဘဲမှာအခုနဲ့ခြားနာသွားလိမ့်မယ်မူးယုံကျိုးရဲ့မျက်လုံးထဲမှာအေးဆက်မှုလို့ရှိနေသေးတော့လေထူးဆန်းသောအလင်းတစ်ခုရိတ်ခနဲဖြတ်တန်းသွားတယ်သူကတူတူပြက်ပြက်စကားဆိုလိုက်တယ်ပြဿနာမရှိဘူးအမျိုးသမီးတစ်ယောက်ကတော့မြည်တို့မြည်များတားဆီးလိုက်မည်မဟုတ်ပေဒူဂျာကဝမ်လေးကိုကြည့်လိုက်တယ်သူ့မျက်လုံးထဲ၌ကျင်နာသည့်ဟန်တို့ဖြစ်ပေါ်နေတယ်ဂျူနီယာကြီးလေးဝမ်ငါကြည့်ကြဝက်ဆေးကမင်းထက်နှိမ့်ပေမဲ့ငါမင်းထက်အရင်ကလန်ကိုရောက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့မင်းကိုဂျူနီယာညီလေးလို့ခေါ်တာအပြစ်မတင်ဘူးမျှော်လင့်ပါတယ်ဒီဓာတ်ကမင်းတို့ခဲရအောင်အုပ်စုပဲကပိုင်တာဒါကြောင့်စီနီယာအကိုကမင်းရှိကဒါကိုလူမှမဟုတ်ဘူးအခြားလူတွေကိုလည်းလူယူခွင့်မပေးနိုင်ဘူးမင်းကဒီဓာတ်နဲ့အရင်တော့ကဆွေရန်လောက်ခဲ့တယ်လို့တောက်ပနိုင်ဖို့ငါမျှော်လင့်တယ်ဝမ်လေးကဒူဂျန်ကိုတင်းငိမ့်သာကြည့်လိုက်တယ်ဒူဂျန်ရဲ့အတော်ကပုံမှန်မဟုတ်တာတခုမှရှိမနေခဲ့ဘူးသူ့မျက်နှာပေါ်၌နူးညံ့သောအပြောတစ်ခုသာရှိလို့နေတယ်ဒါဆိုလည်းကျေးဇူးတင်ပါတယ်စီနီယာကိုတူဝမ်လေးကရုတ်တရက်ပြောလိုက်တယ်သူကဒူဂျန်ကိုကလေးတစ်ယောက်ရဲ့လှက်ကွက်3ရက်စူးစမ်းနေသည်ကိုသိနေတော့အကြည့်မျိုးဖြစ်ကြည့်လိုက်တယ်ဒီလူကသူ့ကို3နှစ်သားကလေးတစ်ယောက်လိုတကယ်ထင်နေတယ်ဒူဂျန်ကဝမ်လေးအပြုံးကိုမြေးလိုက်တဲ့အခါရုတ်တရက်တစ်ခုခုစိုးစိုးရွားဖြစ်တော့ပြီးခံစားမိတယ်သူကဝမ်လေးကိုအမှန်တကယ် short တက်နေခြင်းတာဖြစ်တယ်သူ့စိတ်ထဲ၌တဝက်တိတိပျက်စီးနေတဲ့ဂျိုးတစ်ခုမှလာတော့တော်သားတစ်ယောက်ကအမကန်အံကောင်းမှုတစ်ခုကိုမကြုံခဲ့ရဘူးဆိုရင်မိတို့ရှင်းပြဟောသူကြီးတပည့်တစ်ယောက်ဖြစ်လာနိုင်ပါမည်နည်းဟုတွေးနေတယ်သူကဒီနေရာကိုအရင်ကတယောက်တည်းရောက်လာခဲ့မှုတယ်တိုးတော့သူကကိုရိုင်းရှိုးအောက်ကိုဆင်းမကြည့်ဘူးထိုအစသူကရုပ်သေးတစ်ခုကိုသူ့နဲ့ပြားအာယုံအနှဲငယ်ပြီးထိန်းချုပ်ပြီးတော့ဒီအောက်ကိုဆေလွတ်ခဲ့တယ်ထိုရုပ်သေးကဒီရှေးအောင်တစ်ပင်ကြီးတိုက်ခိုက်ခြင်းကိုခံခဲ့ရတယ်ဒီမြေခွက်ကသူ့တော်တော်လေးတော်လို့သွားစေကအချိန်အတန်ကြာသည့်အထိတိမ်ပင်လေဘက်တို့မလာဝဲအောင်ဖြစ်စေခဲ့တယ်သူကမူးယုံကျိုးနဲ့အခြားနှစ်ယောက်ကိုရှာတွေ့ခဲ့ပြီးမှနောက်ဆုံးယနေ့ဒီနေရာသို့ရောက်လာခဲ့ရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်သူကဝမ်လေးတီသူ့အစီအစဉ်ကိုဖျက်မြင်နိုင်စေရှိလိမ့်မည်မဟုတ်ယုံကြည်နေတယ်
တကယ်တော့ဒီရှေးအောင်သစ်ပင်ကတာမန်ဆန်လွန်းကမြည်သည့်တိုက်ခိုက်မှုစွမ်းရည်မှမရှိသည့်အပင်အလားဖြစ်နေတယ်ဝမ်လင်းကသူ့လောက်အိတ်ထဲမှာလာချမ်းကွေဓာတ်ကိုထုတ်ယူ၍ပြစ်လွတ်လိုက်တယ်ထိုဓာတ်သောကဖြတ်ကနေပင်အဟာထဲသို့ပြန်တန်းသွားတယ်လာချမ်းကွေဓာတ်သောကညံဆန်လွန်းလာတယ်၎င်းကချက်ချင်းပင်ဓာတ်ကိုကောက်ယူပြီးတော့ဝမ်လင်းထံသို့ပြန်တန်းလာခဲ့တယ်ဒီအားလုံးကအလုံးရမြန်ဆန်စွာဖြစ်ပျက်သွားခြင်းပင်မြန်ဆန်လွန်းသဖြင့်6သိနေသောရှေးအောင်သစ်ပင်ကမြည်သို့ဖြစ်ပျက်သွားမင်းတော့သတိမထားမိလိုက်ပြီလာချမ်းကွေဓာတ်ကဝမ်လင်းထံသို့ပြန်တက်လာပြီးတော့ခရဲအောင်ဓာတ်ကသူ့လက်ထဲရောက်ရှိလို့နေတယ်သူ့လက်ထဲကဓာတ်ကိုကြည့်ကဝမ်လင်းကသူ့မျက်လုံးများအေးဆက်လာတယ်သူကတစ်ချက်ညှစ်ချေလိုက်ရထိုဓာတ်ကအပိုင်းပိုင်းအဆအဆဖြစ်သွားတော့တယ်ခရဲအောင်အလင်းပင်လုံးဝပျောက်ကွယ်လို့သွားတော့တယ်ဒါကကောင်းကင်ဘုံကံကြမ္မာဓာတ်ဘလို့လို့ဖြစ်နိုင်မှာလဲဒီဓာတ်ကရိုးရိုးတန်နဲ့ပြုလုပ်ထားခြင်းကဖြစ်ကထောင်ချောက်ဆင်ထားခြင်းတတ်တာဖြစ်လေဝမ်လင်းကဒူဂျန်ထန်သို့ကြည့်လိုက်တယ်သူ့အကြည့်ကတင်းငိမ့်နေသေးပဲဒူဂျန်သူကရုပ်ဆိုးသွားကသူကနောက်သို့ခြေလက်အနေငယ်ဆုပ်ကတောင်းပန်လိုက်တယ်ဂျူနီယာညီလေးဝမ်ငါဒီဓာတ်ကိုမှားယူပြီးအကဲဖြတ်မိပါတယ်ဝမ်လင်းပြလုံးနဲ့အစ်ဆက်မှုလို့ဖြတ်ခနဲဖြစ်သွားတယ်သူကတခြားလူများကိုရန်ဆခဲ့ပြီတိုးတော့ဇုံတယောက်ကသူ့ကိုရန်လာဆနေတယ်သူကရက်ဆက်တက်ပြီဒီအရာကကြင်ကြင်လောကရဲ့ရက်ဆက်မှုဝင်ဖြစ်တယ်ဇုံတယောက်ကအားနေနေတေးရမိတာခြေတလဲရှိသူလှမ်းလိုက်ပြီးတော့ဝမ်လင်းကသူ့ညာလက်ကိုဆက်ထုတ်လိုက်ရအဖေအောင်လေပြစ်တစ်ချက်ကဒူဂျန်တန်တို့တိုးဝင်သွားတယ်ဒူဂျန်ရဲ့အသွင်ကကြီးစွာပြောလဲသွားတယ်သူကနောက်သို့မြန်ဆန်ဆုပ်ပြီးတော့အော်ပြောလိုက်တယ်ဒါကဘာဒိတ်ပဲလဲဝမ်လင်းတို့ရတယ်ဒီနေရာအချင်းပေါက်လာတဲ့အတွက်သူ့ကျင့်ကြံမှုအဆင့်ဖြစ်ဒီလေပြင်းကိုရှောင်ဖို့ရခက်ခဲလို့နဲ့သူကဒီနေရာရွှေပြောင်းနေရင်ဝမ်လင်းရဲ့မန်နန်ကိုရှောင်နိုင်လိမ့်မည်မဟုတ်ဘူးဒီမန်နန်ကဝမ်လင်းရဲ့တာဝန်နဲ့ပေါင်းဆက်ထားသည်မဟုတ်လား၎င်းရှေးပြဟောသူ၏အသက်ကရတနာပိုင်ဆိုင်ထားသောဒူဂျန်ကိုတက်ပြည့်ရမလုံလောက်ပေသို့တော့ဒီလေပြင်းကဒူဂျန်ကိုရှေးအောင်သစ်ပင်သားသို့ရောက်ရှိသွားသေးတယ်ချက်ချင်းလိုပင်ထိုသစ်ပင်မှာဆူးရှားရှားအတန်တခုထွက်ပေါ်လာတယ်အဲ့ဒီနောက်ရှေးအောင်သစ်ပင်ကပြိုကျကထူထဲသောတိတ်တူးအသွင်ဖြစ်လက်ချောင်းအရွယ်လောက်ရှိရဲ့မရေမတွက်နိုင်တဲ့အေးဆက်များဖြစ်သူပြောင်းသွားတယ်ဒီအရာကမြည်တို့ရှေးအောင်သစ်ပင်ဖြစ်နိုင်ပါမည်နီဒီသစ်ပင်ကမရေမတွက်နိုင်သောအေးဆက်များစုပေါင်းရဖြစ်တည်နေသောပုံရိပ်ရောင်တစ်ခုဖြစ်မှရှင်းလင်းနေတယ်